ဝင်မြင့်နေတဲ့သူတွေကငွေကြေးချမ်းသာနေလို့လည်းမဟုတ်ဘူးအစိမ်တန်းမြင့်နေလို့လည်းမဟုတ်ဘူးယာရုအာဏာရှိနေလို့လည်းမဟုတ်ဘူးစာရက်ပေတတ်မှုလို့လည်းမဟုတ်ဘူးရုပ်ရည်လှပနေလို့လည်းမဟုတ်ဘူးထူးချွန်ထက်မြက်နေလို့လည်းမဟုတ်ဘူးထင်ပေါ်ကျော်ကြားနေလို့လည်းမဟုတ်ဘူးအတ္တမာနတွေကြီးပြီးပညာဉာဏ်နည်းပါးနေလို့မိုက်မဲနေတဲ့လူမိုက်တွေပါလူများစုမှာသူတစ်ပါးဒုက္ခရောက်ရင်တနာတတ်တဲ့ကရုဏာတက္ကံအားကောင်းကြပေမဲ့သူတစ်ပါးကြီးပွားချမ်းသာရင်ဝမ်းမြောက်ဝမ်းသာဖြစ်တတ်တဲ့မုဒိတာတက္ကံတော့အားနေတတ်ကြပါလေဒါကြောင့်မနာလိုပွားရံမများအောင်တူတူတိတ်တိတ်လေးနေပါအမှတ်မရှိတဲ့သူအချက်မသိတဲ့သူအရှက်မရှိတဲ့သူအဲ့ဒီလူသုံးမျိုးရေရှည်မကြီးပွားမတိုးတက်နိုင်ပါလောကမှာတိုးတက်ကြီးပွားခြင်းမကောင်းတဲ့သူကိုမှတ်ထားဝေဝေးရှောင်ပါကောင်းတဲ့သူကိုမှတ်ထားမိဝဲစိကပ်နေယူပါကြံစီလောက်ကင်ပြောဆိုရမယ်အချိန်နေရာလူပုဂ္ဂိုလ်အကျိုးရှိမရှိအချက်အခြားကိုသိပါမကောင်းတာတွေကိုပြောပြကြံရမှာကိုရှက်ပါဘဝမှာကိုယ်ပေါ်ဘယ်လိုပြောဆိုပြုမှုဆက်ဆံနေဆိုတာတွေထက်ကိုကဘယ်လိုတုံ့ပြန်ပြောဆိုပြုမှုဆက်ဆံနေဆိုတာကပိုရည်ကြည်ပါတယ်ဘယ်သူကောင်းကောင်းမကောင်းကောင်းကိုကောင်းအောင်သာကြိုးစားပါမကောင်းတဲ့သူတွေနဲ့တွေ့ပါများလို့လေအကောင်းတက်တွေမပြတ်ပါစေနဲ့လူတိုင်းမှာပြဿနာရှိတယ်အလုပ်တိုင်းမှာပြဿနာရှိပါတယ်ပြဿနာတွေနဲ့ပဲစိတ်ညစ်မနေပါနဲ့ပြဿနာကိုလည်းရှင်းနိုင်သလောက်ဉာဏ်ပါပါနဲ့ရှင်းပါနောက်ထပ်ပြဿနာတွေထပ်မတိုးရအောင်လုပ်เสียရှိတာကိုလည်းမပြတ်လုပ်ပါစီးပွားရေးတွေလည်းမပြတ်ရင်းပါစေနဲ့လူမှုရေးတွေလည်းမလိဟင်းပါစေနဲ့အတွေးတွေမလွန်ပါစေနဲ့စကားတွေမကြုံပါစေနဲ့အလုပ်တွေမရှုပ်ပါစေနဲ့အတွေးလွန်ရင်လက်တွေလုံးရခတ်ပါတယ်စကားကြုံရင်နှုတ်ရခတ်ပါတယ်လှုပ်တော့လှုပ်တယ်မလှုပ်တတ်ရင်ရှုပ်ပါတယ်အလုပ်လုပ်တဲ့အခါစိတ်ကောင်းစေတနာဉာဏ်ပါပါနဲ့အစီအစဉ်တကျတသက်ရရက်ရှင်းရှင်းလင်းလင်းလုပ်ပါလုပ်ရင်းရှုပ်မနေပါစေနဲ့သူဤအကြိုက်အခါခါလိုက်လေမလိုက်တခါရှိခဲ့ပါမူရန်သူဟုပင်ဆွဲမှတ်ယူ၍နောက်ွယ်တိုက်ခိုက်ရန်ညှိုးလိုက်၏သူတစ်ပါးတွေစိတ်ဆင်းရဲပြီးမှရလာတဲ့ယာရုအာဏာဂုံပါဝါနဲ့ငွေကြေးတွေကိုလည်းမလိုချင်ပါနဲ့ကိုယ်စိတ်ဆင်းရဲပြီးမှရလာတဲ့ယာရုအာဏာဂုံပါဝါနဲ့ငွေကြေးတွေကိုလည်းမလိုချင်ပါနဲ့အလုံးလုံးတဲ့အခါတည်တည်ချာချာရွေးချယ်ပါဘဟုတုတနဲတော့အတွေ့အကြုံကနေချင်းချိန်နိုင်စွမ်းကနေပြီးတွေ့သမျှနဲ့ရန်ဖြစ်နေတော့တာပဲကိုကဘဟုတုတရှိထားမှတခြားသူတွေရဲ့စကားတွေစာတွေကိုချင့်ချိန်နိုင်မှာပါဖွာတိုင်းပွားနေရင်တော့လူမိုက်ငပွားကြီးပဲဖြစ်နေတော့မှာပေါ့မကောင်းတာရှိရင်ကောင်းတာလေးနဲ့ဖြေနာစရာရှိရင်ကျေးဇူးတရားနဲ့ဖြေစော်ကားတာရှိရင်တီးခံခြင်းနဲ့ဖြေမော်ကြတာရှိရင်တနာစိတ်လေးနဲ့ဖြေဝေဖန်တာရှိရင်အလုတ်သက်သေးနဲ့ဖြေနားမလဲတာရှိရင်နားလေပြီးလို့ဖြေမေတ္တာရှိရှုအကြံပြုတာကိုလူတိုင်းကလက်ခံနိုင်ပေမဲ့ရိုင်းဆိုင်စော်ကားမန်ထောင်လွှားပြီးပြောရင်တော့ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ပါဘူးစကားကိုပြောချင်တယ်လို့ပြောရတာသိလွယ်ပါလေသိသိဖို့ကြတော့အင်မတန်ခက်ခဲလို့ဘာပဲပြောသတိနဲ့ပြောပါဘယ်တော့ပဲစေတနာကောင်းမိမဲ့မပြောတတ်မဆိုတတ်မချင့်ချိန်တတ်ပဲအကောင်းမမြင်အပြစ်တင်ပြီးငွေကြေးနဲ့နင်းလို့ကျေးဇူးတွေအတန်တန်ချပြခင်းပြနေရင်တော့စေတနာကနေဝေဒနာတွေဖြစ်လာတတ်လို့စေတနာရှိနောက်မေတ္တာမပြောက်အောင်အပြောအဆိုစင်ကြင်သတိရှင်ပါသာသနာ့နယ်ဆရာတော်